အားလုံးပဲမင်္ဂလာပါဒီကနေ့ရှင်းလင်းတင်ဆက်မှုလေးမှာတော့တော်တော်လေးစေဝန်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတစ်ခုခုပြောပြသွားပါမယ်။အဲ့ရကတော့ကျွန်တော်နေစဉ်သုံးနေကြနှုတ်ဆက်စကားလေးတွေနောက်ွယ်ကရှေးအောင်တသနာတွေနဲ့စပြီးခေတ်သစ် AI ပြမာတွေအထိမြန်မာဘာသာစကားကဘယ်လိုများဆင့်ကဲပြောင်းလဲလာတယ်လဲဆိုတာပဲဖြစ်ပါတယ်။တကယ်ကိုစိတ်လှုပ်ရှားစရာပါပဲ။ကဲစလိုက်ကြအောင် ဒီနေ့အဓိကလေးလာတော့မယ့်အပိုင်းလေးပိုင်းကတော့မင်္ဂလာပါရဲ့အဓိပ္ပာယ်အမီနာမှာရှေ့ဆက်စကားလုံးနဲ့လုပ်ငန်းဝန်သုံးစကားတွေနဲ့ digital ခေတ်ကဘာသာစကားဆိုပြီးဖြစ်ပါတယ် ပထမဆုံးအပိုင်းထိအနေနဲ့မင်္ဂလာပါကြီးအဲ့ဒီဘယ်ကိုစတင်ကြည့်လိုက်ကြရအောင်ပါ စဉ်းစားကြည့်ဘူးလားအနောက်တိန်တာရီရဲ့ hello ဆိုတာလူတယောက်ကိုအတ္တိအမပြုံတက်ရိုးရှင်းတဲ့နှုတ်ဆက်ခြင်းမျိုးလေးဒါပေမဲ့ကျွန်တော်တို့မြန်မာတွေရဲ့မင်္ဂလာပါဆိုတာကတော့အဲ့ဒီအများကြီးပိုနက်နဲပါတယ်ဗုဒ္ဓဘာသာသစ္စာတွေပေါ်အခြေခံထားပြီးတစ်ဖက်လူအချက်ကောင်းမြတ်ခြင်းတွေဖြစ်ထွန်းပါစီလို့ဆုတောင်းမြတ်တာပို့တာရဲ့တဘောမျိုးတက်ရောက်ပါတယ်တကယ်ကိုကွာခြားချက်ချင်းနော် ဒီစကားလုံးရဲ့စစ်မြစ်ကိုတေးသေးချာချာလေးကြည့်ရအောင်မင်္ဂလာဆိုတဲ့စကားလုံးကဗုဒ္ဓဘာသာစာပေထဲမှာပါတဲ့ပါဠိစကားလုံးမင်္ဂလာကနေဆင့်သက်လာတာပါအတိပ္ပယ်ကကောင်းမြတ်ခြင်းတောင်းဖို့ကံကောင်းခြင်းပေါ့အနောက်ကပါဆိုတဲ့စကားလုံးလေးကတော့အတိကျတဲ့အတိုင်းပဲယဉ်ချင်းမှုကိုပေါ်ညွှန်းတာလေဆိုတော့ဒီစကားလုံးကိုပေါင်းစပ်လိုက်တဲ့အခါတစ်ဖက်လူကိုလေးစားမှုအပြည့်နဲ့ကောင်းကျိုးတွေခံစားရပါစေလို့ဆုတောင်းပေးတဲ့တကယ်ကိုလှပတဲ့အတိပ္ပယ်လေးဖြစ်လာတာပေါ့ ဒါပေမဲ့အန်အိုဆီယာကောင်းတာတစ်ခုကတမိုင်းကြောင်းရကြည့်ရင်ဒီမင်္ဂလာပါဆိုတဲ့စကားဟာတိတ်ပြီးတော့ရှိမကြလာဘူးဗျတကယ်တော့1900ဆိုရင်ဒုစီယာစု British အုပ်ချုပ်မှုကာလတုန်းကအင်္ဂလိပ်ရဲ့ hello တို့ how are you တို့ကိုအစားထိုးနိုင်ဖို့စတင်ထီထွင်ခဲ့တာပါအဲ့ဒီကြနေမှာ1960ပြည်လို့နှစ်တည်းလောက်ရောက်တော့ကျောင်းတင်ရိုးတွေမှာတရားဝင်ထည့်သွင်းလာတယ်ကျောင်းသားတွေကဆရာဆရာမတွေကိုစတင်နှုတ်ဆက်ရကနေအခုဆိုနေရာတိုင်းမှာတုံးနေကြပြီလေနှုတ်ဆက်တဲ့အခါမှာလည်းခန္ဓာကိုယ်ကိုအနေငယ်ကိုင်းညက်တာမျိုးဒါမှမဟုတ်လက်အုပ်ချပြီးနှုတ်ဆက်တာမျိုးလေးလုပ်ကြတာပေါ့ မျိုးဒီ web portal ကကောင်းနှုတ်ချက်လေးတစ်ခုကိုဆိုရင်ဒီချက်ကိုတော်လေးပြီးဖြင်းစေပါတယ်သူတို့ဘယ်လိုဆိုထားလဲဆိုတော့မင်္ဂလာပါလို့နှုတ်ဆက်တာဟာတနေ့တာအတွက်ကောင်းခြင်းမင်္ဂလာတွေကိုဆောင်ယူပေးတဲ့အဆောင်တစ်ခုလိုပဲတဲ့လူသားတွေရဲ့စိတ်နှလုံးကိုလည်းနူးညံ့တင်မွေးစေတယ်လို့ဆိုပါတယ်စဉ်းစားကြည့်လေဒါလိုချင်းချင်းဆက်ဆံရေးမှာတဟာဇာရထင်မှုကိုတိဆောက်ပေးတဲ့တကယ်ကိုလှပတဲ့ယဉ်ကျေးမှုယုံကြည်ချက်တစ်ခုပဲမဟုတ်လား ကဲအခုဒုတိယပိုင်းဖြစ်တဲ့အပိုင်း2မြန်မာအမီနာမှာရှေ့ဆက်စကားလုံးများအလဲလာခြင်းကိုဆက်သွားလိုက်ကြရအောင် ဒီနေရာမှာအနောက်တိုင်းယဉ်ကျေးမှုနဲ့အဓိကကွာခြားချက်တစ်ခုကိုပြောပြချင်ပါတယ်ကျွန်တော်တို့မြန်မာနာမည်တွေမှာ surname လို့ခေါ်တဲ့မိသားစုအမည်မရှိဘူးလေအဲ့ဒီစာအသက်အရွယ်နဲ့ယာထူးဂုံတင်ကိုလိုက်ပြီးနာမည်ရှိမှဂုံပုတ်တစ်ခုခုတက်ခေါ်ရတဲ့ဒလေးရှိပါတယ်တကယ်လို့များလူကြီးသူမတွေကိုခေါ်တဲ့အခါရှေ့ဆက်ဂုံပုတ်မပါပဲနာမည်ကြီးတက်တက်ခေါ်လိုက်မိရင်မြန်မာယဉ်ကျေးမှုမှာဒါအလုံးရိုင်းပဲလို့ရလို့တတ်မှတ်ခံရနိုင်ပါတယ်တတိထားမှချက်ပေါ့ ဒါကြောင့်နေ့စဉ်သုံးဖို့လွယ်ကူတဲ့လမ်းညွှန်ချက်လေးတွေကိုမှတ်သားစေချင်ပါတယ်ဥပမာအသက်ကြီးတဲ့အမျိုးသားတွေအထက်လူကြီးတွေကိုဆိုရင်နာမည်ရှိမှဦးလို့တက်ခေါ်ရမယ်အမျိုးသမီးတွေကိုဆိုရင်တော့ဒေါ်ပေါ့ကိုထက်အသက်နည်းနည်းပဲကြီးတဲ့အမျိုးသားတွေကိုတော့ကိုလို့သုံးပြီးအမျိုးသမီးတွေကိုတော့မလို့သုံးပါတယ်ဒီလိုသင်ခဲ့တဲ့အချက်လေးတွေကစက်ဆန်ရေးတိစောက်တဲ့နေရာမှာတကယ်ကိုအများကြီးအထောက်အကူဖြစ်စေတာပါ ဆက်ပြီးတော့အပိုင်း3နဲ့ လောကဝင်ထုံမြန်မာစကားကြောင့်ကိုကြည့်လိုက်ကြအောင်ပါအခုပြောခဲ့တဲ့ယဉ်ကျေးမှုစီးမြင်တွေကိုခစ်တဲ့လုပ်ငန်းဝင်တွေမှာဘယ်လိုသုံးမလဲအထူးသဖြင့်နိုင်ငံခြားသားတွေလူစွမ်းအားရင်းမြစ်မနေကြတဲ့တော့ပေါ့ဒီအခြေခံစကားစုလေးတွေကိုသိထားရင်ယဉ်ကျေးမှုကွာဟချက်တွေကိုအများကြီးပေါင်းကူးပေးနိုင်ပါတယ်အလွယ်ဆုံးပြောရရင်နှုတ်ဆက်ဖို့တော့မင်္ဂလာပါကျေးဇူးတင်ကြောင်းပြဖို့ကျေးဇူးတင်ပါတယ်နှုတ်ဆက်ထွက်ခွာရင်သွားပါအောင်မယ်နှစ်ချင်းနေမေးမြန်းဖို့နေကောင်းလားဆိုတာမျိုးတွေပေါ့ရိုးရှင်းပေမဲ့တကယ်ထိရောက်တယ်နော် ဒီလိုမိခင်ဘာသာစကားနဲ့နှုတ်ဆက်တာကရိုးရှင်းတဲ့ယဉ်ကျေးမှုတက်တက်တင်မဟုတ်ဘူး။တကယ်ကိုအရေးကြီးတဲ့အချက်ကပြီးပါရောက်မြန်မာလူသားတွေအတွက်လုပ်ငန်းခွင်မှာစိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိတယ်လို့ခံစားရစေတာပါပဲ။ကိုမိခင်ဘာသာစကားကိုကြားလိုက်ရတဲ့အခါစိတ်သက်သာရသွားပြီးလုပ်ငန်းခွင်မှာပိုဖလော့ရွှင်လာမယ်။ရေရှည်မြဲမြံစွာလုပ်ကိုင်နိုင်ကြမယ်လေ။ဒါလုပ်ငန်းရှင်တွေအတွက်တကယ်ကိုအရေးပါတဲ့ view ဟာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်အလုတ်ခံထားသူတွေအနေနဲ့လက်တွေ့လှုပ်ဆောင်တဲ့အဆင့်လေးတွေရှိပါတယ်ပထမဆုံးအခြေခံစကားစုတွေကိုလေ့လာပါပြီးအတန်ထွက်မှန်ကိုကာယကံရှင်တွေကိုယ်တိုင်နဲ့အတီးပြုပါနောက်တစ်ခုကဘာသာစကားတစ်ခုတည်းမဟုတ်ပဲသူတို့ရဲ့ဘုလဘာသာယဉ်ကျေးမှုတလေးထုံစံတွေကိုပါနားလည်အောင်ကြိုးစားပါအရေးကြီးဆုံးကတော့စကားလေးပြောရုံတင်မဟုတ်ပဲဥပဒေပိုင်းဆိုင်ရာနဲ့နေ့စဉ်ဘဝနေထိုင်ရေးအတွက်ပါစနစ်တကျအပန်းဖို့ကူညီမှုတွေပေးဖို့ပါပဲ ဒီနေရာမှာရောက်ပရိုက်ရဲ့လက်ညွှန်ချက်တစ်ခုကိုသတိရစေချင်ပါတယ်သူတို့ကဘာပြောထားလဲဆိုတော့နှုတ်ဆက်ခြင်းဟာ win box တစ်ခုများတာဖြစ်ပါတယ်တဲ့ဆိုလိုတာကနှုတ်ဆက်စကားတွေကိုပဲအလေးပေးပြီးသူတို့ရဲ့ဘာသာရေးဆိုင်ရာလိုအပ်ချက်တွေ
အလို့သမားစီမံခန့်ခွဲမှုတွေကိုလီလွတ်ရှုထားမယ်ဆိုရင်ရေရှည်တည်တဲ့ဆက်ဆံရေးတစ်ခုကိုဘလို့မှတည်ဆောင်နိုင်မှာမဟုတ်ဘူးဆိုတာပါပဲစဉ်ဆက်မပြတ်ဂူးဆိုင်ဖို့လိုတယ်ဆိုတဲ့သဘောပေါ့ ဒီတော့ဒီနေရာမှာစိတ်ဝင်စားစရာမေးခွန်းတစ်ခုထွက်လာပါတယ်ရိုးရယဉ်ကျေးမှုဂုဏ်ပုတ်တွေနဲ့ဒီလောက်နဲ့ရှိုင်းတိဆောက်ထားတဲ့ဘာသာစကားတစ်ခုဟာမျက်မှောက်ခေတ် digital ကပါအထူးသဖြင့် AI လိုနည်းပညာတွေနဲ့ထိတိုက်တွေ့အခါဘလို့များဆက်ပြီးအသက်ဝင်လှုပ်ရှားနေမလဲဆိုတာပါပဲတိတ်စိတ်ဝင်စားမှုကောင်းတယ်နော် ကဲနောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်းလေးအနေနဲ့ digital ဘာသာစကားနယ်ပယ်ကိုဆက်ပြီးလေ့လာကြည့်ကြရအောင် တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတာကမြန်မာစာကိုခွဲခြမ်းစိတ်ဖျားဖို့ရေးသားထားတဲ့ကုတ်တီကိုလက်တွေ့မြင်တွေ့လာရတာပါပဲဥပမာမြန်မာ GPT လိုမျိုး open source AI model တွေကမြန်မာစာကိုဘလို့နားလဲအောင်လုပ်ဆောင်နေလဲဆိုတာကိုတွေ့ရပါတယ်ဒါဟာဘာကိုဖျက်နေလဲဆိုရင်ခေတ်မီနည်းပညာတွေကကျွန်တော်တို့ရဲ့မိခင်ဘာသာစကားကို digital ပုံစံနဲ့စနစ်တကျတိုင်းစီဆန်းစစ်နေပြီဆိုတာကိုပါပဲမိုက်တယ်မလား 2025ခုနှစ်ရဲ့မြန်မာ AI ဂရီးယားစနစ်ကိုကြည့်လိုက်ရင်အားလုံးအလွယ်တကူအသုံးပြုနိုင်တဲ့ open model တွေကိုပိုပြီးအထူးထားလာတာတွေ့ရပါတယ်။ဘာသာစကားအခြေခံလောက်တင်မကတော့ပဲလက်တွေ့အသုံးပြုနိုင်တဲ့အကူအညီတွေကိုရေးသားဖို့ပံ့ပိုးမှုတွေအများကြီးပါဝင်လာပါပြီ။အထူးသဖြင့်မြန်မာနိုင်ငံရဲ့ internet ချိတ်ဆက်မှုအခြေအနေတွေနဲ့ပါအံ့ခွင့်ချက်ဖြစ်အောင်စီစဉ်ဖန်တီးလာတာဟာတကယ်ကိုလက်တွေ့ကျတဲ့တိုးတက်မှုကြီးတစ်ခုလို့ပြောရမှာပါ။ ဒါပေမဲ့ AI နည်းပညာတွေတိုးတက်လာတဲ့မြတ် digital survey တက်မြောက်ရေးကလည်းမဖိမနီလိုက်ပါလာဖို့လိုအပ်ပါတယ်။ဥပမာပြောရင် internet လုံခြုံရေးအကြံပြုချက် set chat စတဲ့ရေးကြီးတဲ့အချက်လက်တွေကိုမြန်မာ Unicode စနစ်နဲ့တေချာရေးသားဖြန့်ဝေပြီး digital လုံခြုံရေးပညာပေးအစီအစဉ်တွေကိုပါနည်းပညာတိုးတက်မှုနဲ့ပြန်အားထည့်လို့ဆောင်နေကြတာကိုတွေ့ရပါတယ်။ဒါဟာတကယ်ကိုအားရစရာကောင်းပါတယ် အခုဆိုရင်အားလုံးကိုခြုံငုံတုံးတက်ရမယ့်အချိန်ရောက်ပါပြီ AI model တွေကမင်္ဂလာပါလို့အဓိပ္ပာယ်ပြည့်ဝတဲ့စကားလုံးတွေပြီးတော့ရှုပ်ထွေးတဲ့မြန်မာနာမည်ရှိဆက်ကွန်ဘိုတွေကိုတဖြည်းဖြည်းကျွမ်းကျင်စွာနားလည်အသုံးပြုလာနိုင်တဲ့အခါစဉ်းစားစရာတစ်ခုရှိလာပါတယ်။နည်းပညာကပဲကျွန်တော်တို့ရဲ့မြန်မာယဉ်ကျေးမှုကိုပြောင်းလဲပြစ်မှာလား။ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ရှေးဟောင်းမြန်မာယဉ်ကျေးမှုကပဲ AI နည်းပညာတွေကိုပိုပြီးလူသားဆိုင်အောင်ပုံဖော်ပေးသွားမှာလားဆိုတာပါပဲ။ရှေးဟောင်းရိုးရာအမွေအနှစ်တွေနဲ့ open source AI တို့ဆုံစီကကနာကဟာတကယ်ကိုရင်ခုန်စရာပါပဲ။ဒီကနေ့ရှင်းလင်းတဲ့ဆက်မှုကနေပို့သူတာတွေအများကြီးရရှိသွားမလို့ယုံကြည်ပါတယ်။အတူတူလိုက်ပါလေ့လာပေးခဲ့ကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ